စိတ်သည်ကာမဂုဏ်အာယုန်တို့၌တုန်လှုပ်တတ်၏အာယုန်တစ်ခုတည်း၌မတည်ငြိမ်မဲ့တရက်ပေါ်တတ်၏စောက်ထင်းရန်ခဲရင်၏ကာမဂုဏ်အာယုန်သို့မသွားအောင်တားမြစ်နိုင်ခဲ့၏မြားလုသမားသည်မြားတာကိုကြောက်အောင်လှုပ်တကဲ့သို့ပညာရှိသူသည်စိတ်ကိုရှောက်အောင်လုပ်ရ၏ငါကိုကုန်းမော်သို့ပြစ်တင်သောအခါဆွေဆွေခုံဖြတ်ဖြတ်တုံးတကဲ့သို့ကိလေသာကာမဂုဏ်၌ပျော်ပါပြီးသောစိတ်ကိုကမ္မထဘာဝနာ၌တင်ထားသောဖြတ်ဖြတ်တုံးလှုပ်၏နှိမ်နှင်းရန်ခဲရင်ပြီးတင်မြန်ပေါ်ပါသောသဘောရှိကအလိုရှိရာအာယုန်၌ကြာရောက်လေရှိသောစိတ်ကိုဆုံးမခြင်းသည်ကောင်းမြတ်၏ဆုံးမ၍ယဉ်ကျေးသောစိတ်သည်ဒုက္ခချမ်းသာကိုတောင်းယူတတ်၏မြင်တွေ့ရန်အလွန်ခဲရင်သောအလွန်သိမ်မွေ့သောအလိုရှိရာအာယုန်၌ကြာရောက်လေရှိသောစိတ်ကိုပညာရှိသူသည်အုပ်ထိန်ရ၏ဆောင်ထိန်ထားသောစိတ်သည်ဒုက္ခချမ်းသာကိုဆောင်တတ်၏စိတ်သည်အဝေရှိအာယုန်သို့လည်းတွားရောက်တတ်၏အထီးထီးလည်းပြည့်စားတတ်၏အကောင်ထဲလည်းမရှိနှလုံးအိမ်၌မှီသောစိတ်ကိုလုံခြုံစွာဆောင်ထိန်နိုင်သူသည်မမင်း၏အနှောင်အဖွဲ့ဆင်းရဲမှလွတ်၏မတည်တမ်းသောစိတ်ရှိသောသူတော်ကောင်းတရားကိုမသိသောယုံကြည်တရားတရားမပြည့်စုံသူမှာအသိပညာမပြည့်စုံနိုင်ဘာဂဖြင့်ဆွဆွချင်းမရှိသောဒေါသဖြင့်ထိပါခြင်းမရှိသောကောင်းမှုမကောင်းမှုကိုပယ်ပြီးသောမောဟမှကင်းကွာပြီးအစဉ်နိုးကြားခြင်းရှိသောပုဂ္ဂိုလ်မှာကိလေသာပေမရှိပြီဒီခန္ဓာကိုယ်သည်မြေအိုးနှင့်တူသည်ကိုသိ၍ဤစိတ်ကိုရဲတိုက်တဲ့ဖွယ်လုံခြုံအောင်တိဆောက်ပြီးပညာလက်နက်ဖြင့်ကိလေသာမှန်ကိုတိုက်ခိုက်ရ၏အောင်မြင်ရရှိပြီးသောတရားကိုလည်းကန့်ညိတွေ့တာရှိမရှိစောင့်ထိန်ရ၏ဒီခန္ဓာကိုယ်သည်ဝိညာဉ်ကင်းမဲ့သောမကြာမီကပင်ထင်းချောင်းကဲ့သို့အသုံးမဝင်မြေ၌လေလျောင်းရမည်ကိုသူတယောက်သည်ကိုသူတယောက်ကိုတွေ့တော်၎င်းရန်သူတယောက်သည်ရန်သူတယောက်ကိုတွေ့တော်၎င်းအကျိုးမဲ့ပစ္စည်းအောင်ပြုနိုင်စွမ်း၏မကောင်းသောစိတ်ထားရှိသည်ကထိုစိတ်ထားမျိုးရှိသူတို့ထက်ပင်အကျိုးမဲ့ပစ္စည်းအောင်ပြုနိုင်စွမ်း၏ကိုချမ်းသာလူနာနိဗ္ဗာန်သုံးတန်သောချမ်းသာကိုမိဘတို့သည်၎င်းအခြားဆွေမျိုးညာတကာတို့သည်၎င်းမလုတ်ပေးနိုင်ကောင်းစွာစောင့်တည်ထားသောစိတ်တည်သာမိဘဆွေမျိုးတို့ထက်အိုလွန်၍မြင့်အောင်လှုပ်ပေးနိုင်ရ၏